ကမှာရှိတဲ့ကျွန်တော်တို့ခမည်းနဲ့ကျွန်တော်သေဖို့ဆိုတဲ့ကိစ္စကတိတ်ခဲရင်တဲ့ကိစ္စတခုတော့မဟုတ်ဘူးနော်မဟုတ်ဘူးတိတ်မြန်တဲ့သေခြင်းတရားဆိုတာအိုးတိတ်လွယ်တာတချို့ဟိုင်နှုတ်ဆက်သွားတာနောက်တတိကြတော့သွားပြီတဲ့ဟာမဖြစ်နိုင်ဘူးတဲ့မနဲ့ကပဲဟုတ်တယ်သွားပြီမတိချပြောသွားတာညတွေ့မယ်ဟုတ်တယ်သွားပါပြီဆိုအိုးသွားပြီဆိုတော့ तू မယုံနိုင်ဘူးတိတ်မြန်လွန်အားကြီးလို့ဗမာစကားရှိတယ်နင့်မြင်အခုကညမရောက်ခင်ပါပျောက်ပြီတိတ်မြန်တယ်နော်ချစ်တော်ညီကိုမောင်နှမဆိုတမလွန်အရေးလူတိုင်းတွေးသိနေဘာလို့လဲလူတိုင်းရောက်ရမယ်မဟုတ်လားတမလွန်ကသိကြတယ်လေခင်ဗျမသွားခြင်းလို့မရဘူးသိကြပေါ့သွားရမှာပဲသွားရင်တမလွန်မှာကြိုက်တဲ့ဘာသာလေးလားငရဲမရှိတဲ့ဘာသာမရှိဘယ်ဘာသာမဆိုငရဲရှိတယ်ငရဲရှိတယ်လေခရိယန်ဘာသာမှာရောအိုးငရဲတော်မှာသူကတေချာရေးထားတယ်ပိုးမသိမီမငိမ့်ကြသွားရင်သေဖို့မစင်စားနဲ့လူမပြောနဲ့ပိုးတော်ကမသေးဘူးတဲ့မီးလဲမငိမ့်ဘူးတဲ့ထိုညင်းစေခြင်းဤမိကိုသည်ကဘာအဆက်ဆက်တက်လျက်ရှိအမြဲတမ်းအဲ့ဒီမိခိုးကထွက်နေတာအတိတ်ဘယ်ကဘတော်မှမဆုံးတော့ဘူးအမြဲတမ်းလောင်နေတာအဲ့တော့ငရဲကြရင်6လမဟုတ်ဘူးနော်တနှစ်မဟုတ်ဘူးနော်ထိုညင်းစေခြင်းဤမိကိုသည်ကဘာအဆက်ဆက်တက်လျက်ရှိငရဲကြခဲ့ရင်ထာဝရငရဲကလွတ်ပြီးဒုက္ခချမ်းသာပုံရောက်ခဲ့တော့ပါလေထာဝရခေါင်းကင်နိုင်ငံလဲထာဝရပဲကျင်းတော့အဲ့တော့ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်စဉ်းစားပါအချိန်မြတ်ဒီလောကကြီးကထွက်သွားနိုင်တယ်ထွက်သွားရင်ခင်ဗျားဘယ်မှာလမ်းဆုံးမလဲငရဲကလွတ်မလားတကယ်သေးကြပေါ့လွတ်မလားဒီနေ့တွေးစီခြင်းတယ်ကျွန်တော်ဒီနေ့သတင်းကြားတယ်ခရစ်တော်ကိုယုံကြည်ပြီးဗတ္တိဇံခံတဲ့သူတွေရှိတယ်လို့ကြားတယ်ဝမ်းသာတယ်ထပ်ပြီးကျွန်တော်ပြောခြင်းတယ်တရက်သေးတဲ့အခါငရဲကတကယ်လွတ်မလားတမလွန်မှာစင်ချင်းရှိတယ်နော်စင်ချင်းရှိတယ်ဘာသာတရားတွေအားလုံးကစကလုံးတစ်လုံးပဲဦးစားပေးပြီးပြောတယ်အဲ့ဒါပါလေကိုယ်ပုံမတည်တယ်ကိုကောင်းတာလုပ်ရင်လည်းကောင်းသလိုပေါ့ကိုမကောင်းရင်လည်းမကောင်းသလိုကြိုက်တဲ့ဘာသာလေးလားဘာသာတွေအားလုံးကောင်းတယ်ဗုဒ္ဓဘာသာကောင်းတယ်ခရစ်ယာန်ကောင်းတယ်ဟိန္ဒူကောင်းတယ်မွတ်စလင်ကောင်းတယ်ဘာသာတွေကောင်းတယ်ဒါပေမဲ့ကိုယ့်အပေါ်မှာမူတည်တယ်ကိုတကယ်ကောင်းလားကိုတကယ်ကောင်းသလားအများကြီးမစင်စားဘူးနှစ်ချက်ပဲစဉ်းစားမယ်နှစ်ချက်ပဲကိုကလိမ်မုတာမပြောနဲ့မလိမ်နဲ့ဘယ်ဘာသာမဆိုပါတယ်နော်မလိမ်ရအောင်ဟိန္ဒူပါတယ်မွတ်စလင်ပါတယ်ဗုဒ္ဓဘာသာပါတယ်ခရစ်ယာန်ပါတယ်မလိမ်ရအောင်ကိုတိုင်းမလိမ်ရအောင်ဓမ္မရှိတဲ့ညီကိုမောင်နှမမလိမ်မဲနေနိုင်လားတိုးတိုးလေးပြောခိုးပဲဘေးရလူနဲ့အဖြေတူသွားအောင်ပဲမလိမ်နဲ့လူရှိလားလူငယ်များပိုသိပါတယ်ငါဘဝမှာမင်းကိုပထမဆုံးပါအဲ့လိုပြောတာ9ယောက်ရှိပြီဟိုတယောက်ကလည်းသိတယ်9ယောက်သိတယ်သိရင်လည်းအဲ့လိုကြားတာကကျင်းနဲ့သိတယ်ဒါမဲ့သိရင်လည်းကျင်းနဲ့တယ်လူဆိုတာလိန်နာတယ်မကဘူးလိန်နာကိုပါခွန်အားရဆိုတော့ကျွန်တော်ပြောခြင်းနဲ့မလိန်တဲ့လူရှိလားမလိန်မဲနေနိုင်လားအမြဲတမ်းတော့ပြောတာပဲဒီတစ်ခါနောက်ဆုံးခရိယာများဆူတောင်းရင်တော့မှအပြစ်သားကိုတတိရတယ်ဖယားသူဘရောမှသူလေမကောင်းဆိုတာသိတယ်ဒါကြောင့်သူလေအပြစ်သားကိုတတိရတယ်ဖယားသူအမြဲတမ်းဖယားကိုချင်းကင်အပြစ်သားဖို့သမားတယောက်မူရစေဝါသမားတယောက်ရဲနဲ့တွေ့တော့ဟာရဲစစ်ပြီလေစစ်မိပြီလေဟာဖယားသခင်နောက်ဘက်တော့မှမလုပ်တော့ဘူးဒီတစ်ခါချမ်းသာပေးပါနောက်ဘက်တော့မှမလုပ်တော့ဘူးဒီတစ်ခါပဲအဲ့ဒီရဲလက်ကလွတ်အောင်မဆာပါရဲကသူ့မထင်ဘူးလေမစစ်တော့သူလွတ်သွားလွတ်သွား
သူတတိယဖျားသခင်နောက်တစ်ခါပဲတော့မှမလုပ်တော့ဘူးဆိုတဲ့စကားကိုသူတတိယဒီတစ်ခါနောက်ဆုံးမဆာပါဒီတစ်ခါရဲလက်ကလွတ်ပေးပါနောက်ပဲတော့မှမလုပ်တော့သူဆူတောင်းထားတော့သူပြန်တတိယတော့သူဖျားကိုပါပြန်ဖျားသခင်မွေးရစေဝါသမားဆိုတာဘသူမှမယုံနဲ့လူဘသူမှမယုံနဲ့လူကိုတော့ကိုလည်းမယုံစေချင်ပါဘူးလူနော်ဖျားဦးတော်မှသူကပြန်ပြီးတနာပြီးတော့ဘသူမှမယုံနဲ့လူအဲ့ဒီလိုလူရဲ့စကားကိုတော့လည်းမယုံပါနဲ့ချစ်တော်ညီကိုမောင်နှမခမရမုတာတကယ်ကင်းမလားကင်းဘူးမကင်းနိုင်ဘူးဖျားရှိခိုးတာပဲဒါပေမဲ့အတုအလိမ်နေမပါဘူးလားပါတယ်အတုအလိမ်နေပါတယ်နောက်တစ်ခုထပ်ပြောမယ်လောဘမကြည့်ရဘူးကိုကျင့်တရားထဲမှာမုတာမပါနဲ့လောဘမကြည့်နဲ့ကိုကျင့်တရားလောဘမကြည့်တဲ့လူရှိမလားစဉ်းစားကြည့်အဝစားသွားဆိုကြွကြွပါပါတယ်သွားမလုံးနဲ့လူကနော်မလွယ်ဘူးလူဆိုတာမျိုးကကိုဝယ်စားရင်လေဘူးတိကျော်လေးတစ်ချောင်းအကြာကြီးစားတယ်သူများကျွေးရင်မြန်သလားမမင်းနဲ့ပါဇက်ထဲမှာပဲမော်တာပါသွားသလားမဲ့ဘလို့မြမွေ့ပြီးထဲလိုက်လဲမသိပြီးမှကွက်ကိုကြည့်ကြအစာချေတော့အခုကရတုံဆွဲရတာလောကမှာလောဘကင်းတဲ့သူရှိပါဘူးဆုတောင်းရင်တော့မှဘာပါလာလဲလောဘပါလာတယ်မဟုတ်လားဆုတောင်းရင်တော့မှလောဘနဲ့လောဘငါလောဘမရှိတော့ဘူးဆိုတဲ့လူဘယ်သူရှိမရှိဘူးလူမှန်ရင်လောဘရှိတယ်လောဘမရှိတဲ့သူရှိကိုမရှိဘူးအဲ့တော့ဒီနေ့ချက်တော်ညီကိုမောင်နှမပုထုဇဉ်လူသားမှန်ရင်ကိုပြန်စဉ်းစားကြည့်ဗမာစကားအရှင်းဆုံးပဲကုသိုလ်တပည့်ငရဲတပိတ်တာအဲ့တော့ချက်တော်ညီကိုမောင်နှမကိုမေးအကုသိုလ်ဒီလောက်များနေတဲ့အချိန်မှာတမွန်လုံးငရဲကလွတ်ပါမလားကိုကျင့်တရားနဲ့ဆိုရမလားတကယ်ကျင့်နိုင်လားခရိယံများရောပုဆိုးခရိယံတော့မလုံးနဲ့ဆိုတဲ့တခြင်းကယေရှုကိုချစ်တယ်ယေရှုကပြောတယ်သင်ရန်သူဒီပါတစ်ဖက်ရရင်နောက်တစ်ဖက်ရမလားအိုးခရိယံဥအောင်ရိုက်မှာသူတို့လက်သံပြောင်းနေနော် Praise and worship မှာလက်ကုပ်တပြန်ချထားတာလက်တန်တော့လာမစမ်းနဲ့လွယ်ဘူးသူတို့လက်ကျင်ကအပတ်တိုင်းရှိတယ်နောက်ပိုင်းမှာလက်တင်မကောက်6တော့ပါ6တော့ပါလက်ကျင်ကနေပါလိမ့်နဲ့ဘေးတိုင်းလားရှင်းနောက်လားအော်ရောင်းရတယ်ခရိယံကိုလက်ထပ်မဲ့သူများကရာတေးသာသင်ထားအဲ့တော့ကျွန်တော်ပြောချင်တာကမလွယ်ပါဘူးကိုကျင့်တရားနဲ့တော့ငရဲကလွတ်ဖို့မလွယ်ဘူးခမည်းကျင့်နိုင်ရင်ကျွန်တော်ဝမ်းသာတယ်အကယ်၍မကျင့်နိုင်ဘူးဆိုရင်အခုအဖြေရှာရအောင်ဒီလိုစဉ်းစားရင်းနဲ့ပဲသေရမယ်ဆိုတဲ့နေ့တစ်နေ့ရောက်လာရင်ခံငရဲကလွတ်မလားမလွတ်ဘူးပါကိုကျင့်မှရမယ်ဆိုကိုကမှမလုံနိုင်တာကိုမလုံနိုင်ဘာမှလမ်းဆုံးမလဲကိုလိပ်စာကိုတီးဖို့လိုတယ်ဒါမဲ့အံ့ဩစရာကောင်းတာကဘာသာတရားကတော့ကိုကျင့်တရားနဲ့သွားတယ်ဒါမဲ့ယေရှုကတော့အပြစ်ရှိတဲ့လူကိုကယ်ဖို့လောကကိုကြွလာတယ်ဟာလေလုယာဒါဝမ်းသာစရာသတင်းပဲဘာလို့လဲဘာသာတရားဟာကိုကျင့်မှရတယ်ယေရှုကမဟုတ်အပြစ်ရှိတဲ့လူကိုကယ်ဖို့လာတယ်အဲ့ဒီယေရှုဟာသူလှုပ်တဲ့အလုပ်အတူချုပ်ပြောရဲ့၃ချက်ပဲနံပါတ်1သူတရားပြတယ်ဘလို့နေဘလို့ထိုင်ဆိုတရားဟောခဲ့
နံပါတ်1တကိုးပြခဲ့မျက်စိကန်းတဲ့လူမြင်ခိုင်းတယ်နားပင်းတဲ့လူကြားခိုင်းတယ်သေတဲ့လူရှင်ခိုင်းတယ်ဒီနှစ်ခုကိုကျင့်တရားနဲ့သွားတဲ့ပုံကိုယ်တွေလည်းလုံနိုင်တယ်တရားပြတယ်လေဘယ်ဘာသာမဆိုတရားပွဲရှိတယ်လေတရားပြတယ်တကိုးလည်းပြတယ်လေတကိုးပြတာကြီးလည်းရှိနံပါတ်3ယေရှုကိုယ်တိုင်လက်ဝါးကတိုင်မှာအသေးခံတယ်နဘေးကိုလှန်နဲ့ထိုးတယ်သွေးနဲ့ရေထွက်လာတကြိုတယ်3ရက်ကြတော့တေခြင်းကပြန်ရှင်းရက်40ထင်ရှားပြတယ်ပြီးအရှင်လက်လက်ကောင်းကင်ဘုံတက်သွားတယ်ယေရှုခရစ်တော်ဖခင်တေခြင်းမြတ်စုမှန်ကိုအောင်မြင်တဲ့ဖခင်ဖြစ်တယ်လောကမှာတရားပြတဲ့လူအများကြီးရှိတယ်တကိုးပြတဲ့လူနည်းတယ်သေခြင်းမြတ်စုမှန်ကိုအောင်မြင်တာယေရှုခရစ်တော်တပါးပဲရှိတယ်တရားပြတဲ့လူများတယ်တကိုးပြတဲ့လူနည်းတယ်သေခြင်းမြတ်စုမှန်ကိုအောင်မြင်တာယေရှုတပါးပဲရှိတယ်အဲ့ဒီယေရှုခရစ်တော်ဘာကြောင့်လက်ဝါးကတိုင်မှာတရားလဲသူအပြစ်မှမရှိတာမိတ်ဆွေနဲ့ကျွန်တော်အပြစ်ရှိတယ်တမလို့မှငရဲသွားမယ်ကြိုက်တဲ့ဘာသာလေးလားကိုပြန်ရှင်းချိန်ကြည့်ရှင်းချိန်လိုက်ရင်အော်ငါအပြစ်ရှိပါလားပေါ်လာတယ်လေပေါ်လာတယ်ကြိုက်တဲ့ဘာသာနဲ့ကြည့်ကိုအော်ငါအပြစ်ရှိပါလားလောဘမကြီးနဲ့ငါ့ကိုစောင်းပြောပြီဒေါသမထွက်နဲ့လူငယ်ပဲရမလားမုဒ္ဒမပြောနဲ့အမေမုဒ္ဒမပါလင်ကမချောယောသားပါလူယောတင်းချိုင်းမှာပဲရှိတယ်ခမကြိုက်တဲ့ဘာသာလေးလားလေကြိုက်တဲ့ဘာသာနဲ့ကိုချစ်ချိန်ကြည့်ခမအပြစ်မရှိဘူးလားတမလုံးမှာဘယ်မှာလမ်းဆုံးမလဲအဲ့တော့ကဲမဲ့သူဘသူပဲကဲမဲ့သူ2ယောက်ရှင်းရွေးပေါ့သူ့ကိုလက်ခံမလားသူ့ကိုလက်ခံမလားတကယ်လို့ကဲမဲ့သူက1ယောက်ပဲရှိတယ်ဆိုရင်နော်ခမရွေးစရာမရှိတော့ဘူးဒါပဲဒီ1ယောက်ပဲကဲတယ်ဆိုရင်တော့ရွေးစရာမရှိတော့ဘူးအဲ့ဒါပဲအဲ့တော့ကြိုက်တဲ့ဘာသာလေးလားဘယ်ဘာသာမှလူကိုမကဲဘူးဘာသာတိုင်းဟာကိုကျင့်တရားကိုဟာကိုကဲတာပဲကိုဟာကိုကဲကိုကျင့်မကျင့်နိုင်ရင်သွားပဲဒါပေမဲ့ယေရှုကမိတ်ဆွေနဲ့ကျွန်တော်အပြစ်အားလုံးကိုလက်ဝါးကတ်တိုင်မှာသူယူလိုက်ပြီယေရှုကျွန်တော်တို့ပြစ်တွေကိုယူပြီးမှလက်ဝါးကတ်တိုင်မှာအသေးခံတယ်နဘေးကိုလှန်နဲ့ထိုးပြီးတော့သွေးနဲ့ရေထွက်လာတယ်အဲ့အသွေးကကျွန်တော်တို့အပြစ်ရှိသမျှကိုစေကြောတယ်တကြိုခြင်းကိုခံပြီး3ရက်မြောက်တဲ့နေ့မှာတေခြင်းကရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်တယ်ယေရှုခရစ်တော်ဖခင်မိတ်ဆွေနဲ့ကျွန်တော်ပြစ်အားလုံးကိုလက်ဝါးကတ်တိုင်မှာဆက်ပြီးပြီ